မော်ရီဆင်နဲ့ကျွန်တော်ဟာတိုင်ပေါင်း30ကိုနိုင်ငံတကာပိုင်ရေးပြင်အထိတဲထုတ်ခဲ့ကြတယ်ဒီနေရာမှာတင်ကျွန်တော်တို့ရဲ့ကိုယ်ပိုင်နိုင်ငံတစ်ခုတည်ထောင်ဖို့ပြင်ဆင်ခဲ့ကြတာပါတိုင်တွေရဲ့အဖုံးတွေကိုဖြုတ်တိုင်ပေါ်ခုစီးပြီးပင်လယ်ကျန်းပြင်တဲ့အထိစိုက်ဝင်သွားအောင်ဆက်ချခဲ့ကြတယ်ဒီနေ့နဲ့ပဲစတူရမ်းမီတာ400ကျဲတဲ့စင်တစ်ခုကိုခဏလေးတွင်းမှာစောဝုံနိုင်ခဲ့ကြတာပေါ့ဒါပေမဲ့ကတိကအောက်ဖြစ်စရာကောင်းတာကကျွန်တော်တို့ဟာအီတလီပိုင်နယ်ရေပြင်နဲ့6ကီလိုမီတာပဲကွာဝေးတဲ့နေရာမှာရှိနေခဲ့တာပါပဲစင်ဆောက်ပြီးသွားတဲ့အဲ့ဒီနေ့မှာပဲရဲကင်းလက်တင်မောတစီကျွန်တော်တို့အရှိတက်တက်ရောက်လာခဲ့ပါတယ်ဒါပေမဲ့ရဲတွေကကျွန်တော်တို့ကိုဖမ်းချင်ရင်တောင်ဖြစ်ပျက်သားညှဉ်းဆန်လို့ရတယ်လေဘာလို့လဲဆိုတော့နိုင်ငံတကာပိုင်ရေးပြင်မှာဗနိုင်ငံမှတရားစီရင်ပိုင်ခွင့်မရှိလို့ပါပဲရဲတွေလည်းဘာမှမတတ်နိုင်ပဲလှည့်ပြန်သွားခဲ့ရပါတယ်လွတ်လပ်မှုရဲ့အရသာကိုအပြည့်အဝခံစားလိုက်ရပြီးမော်ရီဆင်နဲ့ကျွန်တော်လည်းကိုယ်ပိုင်နိုင်ငံအတွက်အခြေခံအုတ်မြစ်တစ်ခုစတင်ရရှိခဲ့ပါပြီဒါပေမဲ့တိုင်းပြည်တစ်ခုအတွက်တောက်တုံးရေဟာအရေးကြီးဆုံးအခြေခံလိုအပ်ချက်တစ်ခုမဟုတ်လားကျွန်တော်တို့ရေငတ်လို့တေမလို့ဖြစ်နေချိန်မှာပဲကံကောင်းစွာနဲ့မိုးစတင်ဖွဲကျလာခဲ့တဲ့မိုးဒိတ်တာနဲ့ကျွမ်းကျင်သူတွေကိုအမြန်ခေါ်ယူခဲ့ပြီးစစ်ဆေးခိုင်းတော့ပင်လယ်ကျန်းပြင်အောက်မှာတောက်တုံးရေအရင်းမြစ်ရှိနေတာကိုတွေ့လိုက်ရပါတယ်ရေပိုက်လိုက်စနစ်တက်ဆင်ပြီးတာနဲ့ကျွန်တော်တို့အတွက်အခြေခံလိုအပ်ချက်တွေအားလုံးပြည့်စုံသွားခဲ့ပါပြီဒီနေရာရဲ့အပြေးအဝလွတ်လပ်မှုကိုခံစားရင်အဲ့ဒီနာမှာတင်ဒီမှာပဲအိတ်ဖို့ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်ပြင်းထန်တဲ့မုန်တိုင်းတံကိုကြုံတွေ့ခဲ့ရပေမဲ့မကြခင်မှာပဲဒီကျွန်းလေးဟာပထမဆုံးနိုင်ငံသားတစ်ယောက်ကိုကြားကြိုဆိုနိုင်ခဲ့ပါတယ်အဲ့ဒီသူကတော့အုပ်စီဆရာတစ်ယောက်ပါပဲတိုင်းပြည်တစ်ခုအတွက်ဆိုရင်ဒီလိုကျွမ်းကျင်မှုမျိုးကကွက်တီကိုလိုအပ်နေတာပေါ့